အေဝါဆိုတဲ့နာမည်ကိုဘယ်သူကမဲ့တာလဲအေဝါဆိုတဲ့နာမည်ရဲ့အတိတ်ပဲကဘာလဲကျွန်တော်သိဖို့လိုတယ်အေဝါဆိုတဲ့နာမည်ကိုဘုရားသခင်မဲ့တာမဟုတ်ဘူးဘုရားသခင်မဲ့တာမဟုတ်ဘူးဒါဆိုအေဝါရဲ့ငကိုမူရင်းနာမည်ကဘာလဲသိဖို့လိုတယ်အေဝါရဲ့ငကိုမူရင်းနာမည်ကအာဒံပဲဖြစ်တယ်ဆိုတော့ဘုရားသခင်ကကဘာဦးလူသားဖြစ်တဲ့လူယောက်ျားလူမိန်းမကိုဖန်ဆင်းတယ်နှစ်ယောက်စလုံးကိုလူယောက်ျားအာဒံလူမိန်းမအာဒံလို့ဘုရားသခင်ကနာမည်မဲ့ခဲ့တာဖြစ်တယ်ဟုတ်ပြီနော်ကဘာဦးကျမ်းခန်းကြီး9ခန်းငယ်1နှစ်ကိုဖတ်ကြည့်တဲ့အခါမှာတွေ့ရတယ်နော်အာရန်ဤသားစဉ်မြေဆက်စင်းဟုမူကလူကိုဖန်ဆင်းတော်မူသောကာလ၌မိမိပုံသဏ္ဍာန်နှင့်အညီဘုရားသခင်ဖန်ဆင်းတော်မူ၏လူယောက်ျားလူမိန်းမကိုဖန်ဆင်း၍ကောင်းကြီးပေးတော်မူ၏ဖန်ဆင်းသောနေ့၌လည်းသူတို့ကိုအာရန်အမည်ဖြင့်မဲ့တော်မူ၏ဖန်ဆင်းတဲ့နေ့မှာနှစ်ယောက်လုံးကိုအာရန်အမည်ဖြစ်မဲ့ဒါဆိုလူယောက်ျားအာရန်လူမိန်းမအာရန်ပေါ့အေဝါဆိုတဲ့နာမည်ပေါ်မလာသေးဘူးမရှိသေးဘူးဖန်ဆင်းကားစားတော့နော်ဆိုတော့ဘုရားသခင်ကလူယောက်ျားအာရန်ကိုဖန်ဆင်းတယ်လူမိန်းမအာရန်ကိုဖန်ဆင်းတယ်ဒါဆိုအေဝါဆိုတဲ့နာမည်ကဘယ်အချိန်မှထွက်လာတာလဲထွက်လာတဲ့နေရာလဲအရန်အံ့ဩဖို့ကောင်းတယ်ထူးဆန်းတယ်နော်ကျမ်းစာဖတ်ကြည့်တဲ့အခါမှာဆိုတော့အာရန်ကိုကြီးသောအိတ်ချင်းနဲ့အိတ်ဆက်ခိုင်းပြီးသူ့ရဲ့နံရိုးနှုတ်ပြီးဖန်ဆင်းတဲ့အချိန်မှာလည်းအေးဝါလုံးမမဲ့သေးဘူးနော်အတိစားတဲ့အချိန်မှာလည်းမမဲ့သေးဘူးစားပြီးတဲ့အချိန်မှာလည်းအေးဝါဆိုတဲ့နာမည်မရှိသေးဘူးနော်ဆိုတော့ဘုရားခင်ကလူယောက်ျားအာရန်နဲ့လူမိန်းမအာရန်ကိုခေါ်တယ်ဆိုတော့သူတို့ကအပြစ်လုပ်ပြီးသွားပြီနော်ကောင်းမကောင်းတည်ကျွမ်းအပြင်ရဲ့အတီးနော်ဘုရားသခင်တားမြစ်ထားတဲ့အေရင်ဥယျာဉ်အလယ်ကဒီအတီးကိုစားပြီးကမှဘုရားစကားကိုနားမထောင်ဘူးမဲနဲ့နော်မာနဲ့လဲပြခြင်းနော်မွေးရဲ့စကားကိုနားထောင်ပြီးစားတဲ့ခါမှာအပြစ်တက်ရောက်သွားတယ်နော်အဲ့နောက်ပိုင်းသူတို့မှရှိတဲ့ဘုံတွေလည်းပျောက်ဆုံးသွားပြီအရှက်တရားကြောက်တရားဝင်လာတယ်သူတို့ပုံခိုနေတယ်အဲ့ဒီအချိန်မှာဘုရားကသူတို့ခေါ်တယ်ခေါ်ပြီးကမှဘုရားကမေးမြန်းတယ်ပေါ့စစ်စီမေးမြန်းပြီးကမှသူတို့ကိုဘုရားကကျိန်တယ်နော်ကျိန်ပြီးကမှအစင်းကျိန်ပြီးကမှဗာလဲဆိုတော့ဒီမှာဖက်ကြည့်တဲ့ကောင်မှာနော်တင်ထွက်ရမည်သူမပြန်မိတန်အောင်တင်းမျက်နာမှာချွေးထွက်လက်အစာကိုစားရမည်အကြောင်းမူကားတင်းသည်မြေမုံဖြစ်၍မြေမုံသို့ပြန်ရမည်ဟုမိန့်တော်မူ၏တော့အခန်းငယ်19မှာနော်19အခန်းကြီး3အခန်းငယ်19ပေါ့နော်ဆိုတော့အဲ့မှာအခန်းငယ်14မှာမွေကိုခေါ်ပြီးကမှမွေကိုလည်းကျိန်တယ်မျိုးမုံကိုတက်လုံးစားရမယ်အခန်းငယ်15မှာနော်ဆိုတော့မိမရဲ့မျိုးနွယ်နဲ့မွေကိုရန်ညှိုးဖွဲ့စီမယ်မိမရဲ့မျိုးနွယ်ကမွေရဲ့ကောင်းကိုဖူတောင်းနဲ့ကျိန်မယ်မွေကလည်းခြေထောက်ကိုကိုင်မယ်နော်ဆိုတော့မိမကအပြစ်လုပ်လို့မလို့ကိုဝင်ဆောင်ခြင်းဝေဒနာခံစားရမယ်ပြင်းပြစွာသောဝေဒနာခံစားရခံဝေဒနာခံပြီးကမှပင်ပန်းစွာခံစားဝေဒနာခံပြီးကမှကလေးမွေးမယ်ဆိုတော့ခင်မွန်းတဲ့ရဲ့အလိုလိုက်ပြီးအုပ်စိုးခြင်းကိုလည်းဝန်ခံရမယ်ဆိုပြီးမှဘုရားကမိန့်တယ်ယောက်ျားကိုလည်းခေါ်တယ်ဒီအတီးကိုမစားနဲ့လို့ပြညတ်တော်လဲစားတဲ့အတွက်မလို့စကားနားမထောင်လို့မလို့မြေကြီးကကျိန်ချင်းကိုခံပြီးကမှမြေကြီးရဲ့အတီးကိုတက်တက်ပလုံးစားရမယ်နောက်ဟိုးတော့စူးပင်နေဆိုတာမရှိသေးဘူးနောက်မှစူးပင်နေပေါက်လာအာရန်အေဝအာရန်လူမိန်းမအာရန်နဲ့လူယောက်ျားအာရန်အပြစ်လုပ်ပြီးနောက်ပိုင်းမှာနော်စူးပင်နေပေါက်လာအဲ့ကျင်တော့အေဝါဆိုတာမရှိသေးဘူးအေဝါဆိုတဲ့နာမည်မရှိသေးဘူးနော်လူတော့ရှိတာပေါ့နော်နာမည်မရှိတာနော်မြေကြီးကအပြစ်ကြောင့်စူးပင်နေပေါက်လာတယ်ကျင်ချင်းခံရတယ်ဆိုတော့အဲ့မှာဘုရားကပါလဲဆိုတော့မြေမုံလာလို့မြေမုံသူသွားမယ်ဆိုတေချင်းနဲ့ပတ်သက်ပြီးဘုရားကသူတို့ကိုစကားပြောတယ်တေချင်းနဲ့ပတ်သက်တဲ့ကျင်ချင်းကိုပေးလိုက်တာပေါ့အဲ့ပေးလိုက်တဲ့အချိန်မှာပဲချက်ချင်းပဲနော်တိတ်အံ့ဩဖို့ကောင်းတယ်ထိုအခါရဲ့အဲ့ကျင်ချင်းကိုဆုံးတာတေချင်းတရားနဲ့ပတ်သက်တဲ့မြေမုံလာလို့မြေမုံသူပြန်ရမယ်လို့ဘုရားကမိန့်တယ်ဘုရားအမိန့်ကျင်ချင်းနဲ့ပတ်သက်တဲ့အမိန့်တေချင်းနဲ့ပတ်သက်တဲ့အမိန့်ပြီးတာနဲ့ချက်ချင်းအာရန်ကထိုအခါလူသည်မိမိမယားကိုအေဝါအမည်ဖြစ်မဲ့လေနော်လူသည်မိမိမယားကိုအေဝါအမည်ဖြစ်မဲ့တယ်အဲ့ချိန်မှာမဲ့တာကပ္ပဦးကျမ်းခန်းကြီး3အခန်းငယ်20ရောက်ကမှအေဝါဆိုတာဖြစ်လာတာအေဝါဆိုတဲ့နာမည်ဖြစ်လာတာပေါ့နော်သူကအကြောင်းမူကားသူသည်အသက်ရှင်သောသူအပေါင်းတို့၏အမိဖြစ်တည်းရဲ့ဆိုတော့
အာရန်ကသူမိမကိုအသက်နဲ့ဆိုင်တဲ့အရာကိုစကားပြောတာဖျားကတေခြင်းနဲ့ပတ်သက်တဲ့အရာအပြစ်ကြောင့်တေအပြစ်ရဲ့အခါတေခြင်းကိုနော်တေခြင်းဒါကြောင့်အပြစ်လုပ်တဲ့အခါမှာတေခြင်းတရားနဲ့ပတ်သက်ပြီးဖျားကမိတ်ဆိုတယ်မိတ်ဆိုတဲ့အခါမှာကြိမ်ချင်းပြီးတယ်တနည်းအားဖြင့်ကြိမ်ချင်းပြီးတဲ့အခါမှာကြိမ်ချင်းစကားဆုံးချင်းအာရန်ကတခြားအရာမပြောဘူးသူမိမကိုမင်းကအသက်ရှင်သောသူအပေါင်းတို့ရဲ့မိခင်အေးဝါဖြစ်တယ်မင်းကအသက်ရှင်သောသူအပေါင်းတို့မိခင်အသက်ရှင်ခြင်းနဲ့ဆိုင်ခြင်းနဲ့စကားကိုအာရန်ကကောင်းသောစကားပြောပြီးသူမိမကိုကောင်းကြည့်ပေးတာနော်လူယောက်ျားအာရန်ကသူမိမကြောင့်ဘွားပြက်ရတယ်သူမိမနော်ဥဆောင်ပြီးကမှစားတယ်သူ့ကိုကြွေလို့မလို့သူလည်းစားလို့မလို့ဖះရဲ့စကားနားမထောင်မိလို့ဖြစ်သွားလို့မလို့နော်ဘုံဒီလည်းဆုံရှုံတယ်အဆက်တရားအကြောက်တရားတွေလည်းဝင်လာတယ်အေနေနေကလည်းမောင်းထုတ်ကန်ရတယ်နော်ပင်မကြီးစွာလည်းလောက်ကင်စားတော့အောင်မယ်ဆိုတော့ကျင်းကြီးတွေဝင်လာတယ်မြေကြီးကလည်းစုဝင်တွေပေါက်လာမယ်ဆိုတော့ဒီကျင်းချင်းဝင်တာတွေခံစားရတော့မယ်ဒီလိုဘဝပြတ်သွားတယ်ဒါတော့မှအာရန်ကပါလဲဆိုတော့သူမိမကိုအပြစ်ပြောတာမပြောဘူးကျွန်တော်တို့ကဆိုဥမာကိုမိမကြောင့်ခြံနေတိုက်ဒီကားတွေပြုတ်သွားတယ်နော်ဘာမှရစရာမရှိအောင်ဆုံရှုံနစ်နာသွားဆိုကျွန်တော်မိမကိုကြည်မှာမဟုတ်ဘူးမင်းပြတရာမစနေမအစနေဂျိုမွေတယ်ဟောနော်ဂျိုမွေတယ်နော်စသဖြင့်ကျွန်တော်တို့ကခေါ်မှာပါနာမည်ပြောင်းပေါ့နော်ဂျိုစိုးနေရပဲစသဖြင့်ပေါ့နော်အမျိုးမျိုးပြောတာပေါ့နော်နာမည်ပြောင်းနေရှိရလေနော်မကြိုက်တော့မလို့နော်မင်္ဂလာမရှိတဲ့စကားကိုပြောတယ်ဂျိုမွေတယ်အဲ့မိမဂျိုမွေတယ်နော်စသဖြင့်ပြတရာမှာပေါ့ပြတရာဒုက္ခမကောင်းတာကိုဖြစ်စေတာပေါ့ပြတရာမှာလို့ဒီလိုခေါ်ကြလိုက်မယ်ဒါမဲ့အာရန်ကသူမိမကိုအရန်ချစ်တယ်ဗျဒီလားအာရန်ကသူမိမကြောင့်ဒီလောက်ဒုက္ခရောက်ပြီးဒီလောက်ကြင်ချင်းခံရတာတော့မှသူမိမကသူကပါလေမင်းကအေးဝါအဲ့ချင်းအစားမင်းနာမည်အေးဝါမင်းကအသက်ရှင်တော့သူအပေါင်းတို့ရဲ့မိခင်ဖြစ်တယ်မင်းကကယ်တင်ကြီးခံရမယ်သူကယ်တင်ကြီးခံရမယ်ဆိုမှကယ်တင်ကြီးနဲ့ဆိုင်တဲ့စကားပေါ့နော်ဘုရားကတေးမယ်တေးခြင်းနဲ့ဆိုင်တဲ့စကားကိုပြောမယ်ဘုရားကပါအာရန်ကသူမိမအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့စကားကိုပြောခဲ့တာသူမိမကိုတိတ်ချစ်လို့လေတိတ်ချစ်လို့သူမိမအကြောင်းဒုက္ခဖြစ်တာတော့မှသူမိမကမှဒေါသမထွက်ဘူးမဆဲဘူးမဆူခဲ့ဘူးခြေထောက်နဲ့မကန်ဘူးနေရင်မအုပ်ခဲ့ဘူးတခါလေကျွန်တော်တို့ကိုမိမရောက်ကိုတိုက်တွေကားတွေခြံတွေအားလုံးဆုံးရှုံးမြုပ်သွားတယ်ဆိုတခါလေမိမကိုဒေါသထွက်ပါလိမ့်မယ်နင့်ကြောင့်ဆိုမှကျွန်တော်တို့လက်ညှိုးလဲထိုးလို့ဆုံးမှာမဟုတ်ဘူးတခါလေလက်ပါချေပါလဲဒေါသမထိန်နိုင်ပါထက်တဲ့လူတွေလည်းတချို့ရှိမှာပါဒါမှအာရန်ကသူမိမကိုလက်မပါဘူးခြေလည်းမပါခဲ့ဘူးရုပ်ကြမ်းတမ်းတဲ့စကားနဲ့တောင်မှသူမိမကိုမပြောဆိုရဘူးသူမိမကိုသိချစ်တာနော်သူမိမကိုသိချစ်တာမင်္ဂလာဖြစ်တဲ့စကားကိုထပ်ပြောတယ်ဒါကပါလေယေရှုခရစ်တော်ကိုယဉ်ညွှန်းလာတာယေရှုခရစ်တော်လည်းကျွန်တော်တို့အပြစ်တွေကိုယူတဲ့ခါမှာသူလည်းဘွားဖြစ်သွားတာပဲနော်အပြစ်ကြိုးဝကြည်ကံကြွေးတွေကျွန်တော်တို့ကိုယ်စားဆက်ပြီးတဲ့ခါမှာလက်ဝါးကဏ္ဍမှာစုပ်ပြတ်တဲ့သွားရိုက်နေချင်းခံရတယ်နော်အဝိပလာနဲ့ကားတိုင်းမှာတက်ချင်းခံရတယ်နော်အာရန်ဘုံတွေဝတ်လုံးပျောက်သွားလို့ယေရှုလည်းမှာအဝိချုပ်ပြီးကမှလူတွေရှိမှအဆက်ကွဲချင်းခံရတယ်နော်မြေကြီးကဆူးတွေဆူးမှုရယ်ဆိုတဲ့ကြိမ်ချင်းယေရှုလည်းကောင်းမှဆူးတဲ့တူကိုရေးပက်ချင်းခံတယ်လန်ဆူးသွားနဲ့လက်တွေခြေထောက်တွေမှာထိုးချင်းခံရတယ်နဘေးမှာလန်ဆူးသွားနဲ့ထိုးချင်းခံရတယ်လက်တွေမှာတန်ဆူးသွားပေါ့နော် sorry တန်ဆူးသွားခြေထောက်မှာတန်ဆူးသွားတစ်ကိုယ်လုံးမှာကြာဖို့မပါတယ်ဆူးသွားတွေနဲ့ရိုက်နေချင်းခံရတယ်ဆူးဆူးချင်းဝင်တာခံစားရတယ်နော်ဒီလိုဒုက္ခတွေရောက်နေရတော့မှကားတိုင်းပေါ်ရောက်နေရတော့မှယေရှုခရစ်တော်ကသူတိတ်ချစ်တဲ့လူသားတွေကိုစိတ်မဆိုးဘူးဒေါသမထွက်ဘူးသူ့ကိုလှုပ်ကြံတက်ဖြတ်နေတဲ့ကားတိုင်းတင်းနေတဲ့သူတွေကိုသူစိတ်မဆိုးဘူးဒေါသမထွက်ဘူးသူချစ်မြဲဒါကြောင့်မလားအိုးအဖဖျားသူတို့ကမတီးပဲလှုပ်တာပါသူတို့ရဲ့အဖြစ်ကိုခွင့်လွှတ်တော်မူပါလို့မင်္ဂလာဖြစ်တဲ့စကားကိုပြောသွားတာကောင်းကြီးဖြစ်တဲ့စကားကိုပြောတာဒါလောက်ဒုက္ခရောက်ပြီးမှနာကျင်နေတာမချိမသက်ခံစားရင်နာကျင်နေတာတော့မှသူကပါလေအိုးဖဖျားသူတို့ရဲ့အဖြစ်ကိုခွင့်လွှတ်တော်မူပါတကယ်မင်္ဂလာဖြစ်တဲ့စကားကောင်းကြီးဖြစ်တဲ့စကားကိုကျွန်တော်တို့ကမှပြောခဲ့တဲ့အရာဖြစ်ပါတယ်ဒါကြောင့်အာရန်ကအေဝါကိုတိတ်အာရန်ကသူ့လူမိမအာရန်ကိုတိတ်ချစ်လို့အေဝါဆိုတဲ့နာမည်အသက်နဲ့ဆိုင်တဲ့နာမည်မဲ့ခဲ့တယ်ယေရှုခရစ်တော်လည်းကျွန်တော်တို့တိတ်ချစ်လို့သူတို့သမီးတွေဖြစ်လာမဲ့သူတွေနော်ခရစ်တော်ရဲ့သူတို့သမီးလောင်းတွေဖြစ်တဲ့ကျွန်တော်တို့ကိုတိတ်ချစ်လို့မလို့ခရစ်တော်ကပါလေ
ကျွန်တော်တို့ကိုအပြစ်လို့ခြင်းနဲ့ဆိုင်တဲ့အသက်နဲ့ဆိုင်တဲ့ကောင်းကြီးပေးခဲ့တဲ့အရာဖြစ်တယ်ဆိုတဲ့အရာဆင်ញင်အောင်မလို့တာဖြစ်တယ်ကျေးဇူးတင်ပါတယ်အားလုံးပေါ်မှာဖခင်ရဲ့အလင်းဖွင့်ပြခြင်းတက်ရောက်ပါစေနော်နှစ်သက်တယ်ခွန်အားရတယ်ဆိုရင်like and share လုပ်ခြင်းအားဖြင့်အားပေးလို့ရပါတယ်မနစ်သက်ဘူးမကြိုက်ဘူးဆိုရင်လည်းကြော်သွားပါနော်ကြော်သွားပါနော်ဟိုဆဲဆူကြိမ်မောင်းခြင်းတော့မလုပ်ပါနဲ့ဆွေးနွေးခြင်းယူသနာဆွေးနွေးခြင်းအေးဆေးလာပါအေးဆေးဆွေးနွေးလို့ရပါတယ်အမြင်မတူတဲ့အရာယုံကြည်မှုမတူတဲ့အရာရှိရဆိုလဲလာဆွေးနွေးလို့ရပါတယ်အေးချမ်းချမ်းမဟုတ်လားနော်ကျွန်တော်တို့တယောက်နဲ့တယောက်ရိုင်းပြဆိုဆဲဆူကြိမ်မောင်းနေရမှာမဟုတ်ဘူးနော်ဟောကျွန်တော်ဒီຢာလေးလည်းပြောလို့တယ်နော်ဆွေးနွေးခြင်းတဲ့အရာတွေရှိတယ်ဆိုလဲကွန်မန့်မှာချန်လာခဲ့လို့ရတယ်မေးလို့ရတယ်ချက်ပေါက်မှာလည်းမေးလို့ရပါတယ်ကျွန်တော်ကြုံသလိုအချိန်ရရင်ရသလိုဆက်လက်ပြီးဟိုဖြေချပေးသွားမှာဖြစ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်